မင်္ဂလာပါရှင်ကျမတို့ဒေါက်တာဧပရသီဖြစ်ပါတယ်ကျန်းမာရေးနဲ့စိတ်ပညာဆိုင်ရာဘူးတုတာတွေကိုမျှဝေပေးနေတဲ့သူဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ TB ယောဂသည်တွေနဲ့အတူတိမ်အိမ်နဲ့နေထိုင်တဲ့သူတွေ TB ယောဂသည်တွေကိုပြုစုဆောင်ရှောက်နေရတဲ့သူတွေနဲ့ TB ယောဂသည်တွေနဲ့အတူအလုပ်တူတွဲဖက်လုပ်ကိုင်နေတဲ့သူတွေအတွက်ရည်ရွယ်ပြီးပြောပြပေးတာဖြစ်ပါတယ် TB ယောဂဆိုတာကြောက်စရာကောင်းတဲ့ယောဂလားပေါ့နော် TB ယောဂကြောက်စရာကောင်းတဲ့ယောဂလားလို့ပြောရလို့ရှိရင် TB ယောဂဖြစ်ပွားနေရတဲ့ကမ္ဘာမှာကြားလာပြီ TB ယောဂဟိုတက်လို့ရတဲ့ဆေးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ TB ယောဂကမ္ဘာမှာပျောက်ကွယ်သွားလားဆိုတော့ပျောက်ကွယ်သွားခြင်းမရှိဘူးပျောက်ကွယ်သွားခြင်းမရှိတဲ့အပြင် TB ယောဂဆိုတာဟာကမ္ဘာတစ်ခုလုံးမှာဖြစ်နှုန်းအများဆုံးကူးစက်နိုင်ဆုံးနဲ့တည်ဆုံးမှုနှုန်းရှိဆုံးယောဂတွေထဲက top 10မှာရှိနေတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ TB ကိုကြောက်အောင်လားဆိုရင်ကြောက်စရာတော့မရှိမှသတိတော်ထားမှာဖြစ်ပါတယ်TB ယောဂပိုးတွေကိုဘာလို့ကြောက်စရာမလိုတာလဲ TB ယောဂကခန္ဓာကိုယ်ထဲကိုဝင်လာပြီဆိုရင် TB ယောဂရှိမရှိစစ်ဆေးလို့ရတယ် TB ယောဂပျောက်ကင်းအောင်တောက်တဲ့ဆေးတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဘာလို့ TB ယောဂဟာသတိထားရမယ့်ထဲမှာပါရလဲဆိုရင် TB ယောဂကိုကုသလို့ရမယ်မဲ့ဆေးတွေကိုတောက်တဲ့အခါမှာရေရှည်တောက်ရတယ်ဆေးတောက်တဲ့အခါမှာလည်းမလိုလားအပ်တဲ့ side effect တွေရှိတယ်နောက်တစ်ချက်ကကျတော့ဒီဆေးတောက်နေတဲ့အခါမှာ TB ဆေးဘယ်လောက်ပဲတောက်ဆေးရင်ပါ TB ပိုးတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ TB ကခရုဆိုင်မှာဖြစ်ပါတယ်နောက်မိကွန်းတစ်ခုကတော့ဒီ line ပေါ်မှာတွေ့နေရပေါ့နော်ကလေး TB ကလူကြီးကိုမကူဘူးလို့လူကြီး TB ကမှကလေးကိုကူတယ်လို့အဲ့ဒီစကားမှန်လားပေါ့ဆိုတော့ကလေးမှာဖြစ်လူကြီးမှာဖြစ် TB ကိုဖြစ်ပွားစေတဲ့ယောဂက Mycobacterium tuberculosis လို့ခေါ်ပါတယ်ဒီယောဂပိုးကလူကြီးရောဖြစ်ဖြစ်ကလေးရောဖြစ်ဖြစ်ဒီကောင်ကပဲဖြစ်တာဒီကောင်တစ်ကောင်ပဲရှိတယ်အဲ့ဒါကြောင့်မလို့ TB ယောဂပိုးဖြစ်စေတဲ့အကောင်ကတစ်ကောင်နဲ့ဖြစ်တဲ့အတွက်လူကြီးဖြစ်ဖြစ်ကလေးဖြစ်ဖြစ်ကူးစက်နိုင်တာကတော့ကူးစက်နိုင်ပါတယ်ဒါပေမဲ့ကလေးတွေကနေလူကြီးကိုမကူဘူးဆိုတဲ့စကားဘာလို့ဖြစ်တာလဲဆိုတော့ TB ယောဂပိုးရဲ့ပြန့်ပွားမှုသိဖို့လိုပါတယ် TB ယောဂဆိုတာဒီတလိပ်ပေါ့နော်ထွက်တဲ့တလိပ်ကနေပြီးတော့သူကပိုးပါပါမယ်အဲ့တလိပ်ကိုမစင်ကျင်စွန့်ပစ်တာပဲဖြစ်မတော်တဆပေါ့နော်ဒီတလိပ်ကနေပြီးတော့ထိတွေ့မိတဲ့အရာဝတ္ထုတွေကနေလူတွေကိုတစ်ဆင့်ပြန်ပြီးကူးတဲ့ချောင်းဆိုးတဲ့အခါတွေမှာလည်းနော်တယောက်နဲ့တယောက်ကူးစက်တဲ့ဒါကြောင့်မလို့ TB ယောဂကကလေးတွေစီကနေပြီးတော့လူကြီးကိုအကူနေတယ်ဆိုတာကလေးတွေကကြတော့တလိပ်ထုတ်တာခက်ခဲတယ်သူတို့ကတလိမ့်မထုတ်တတ်ဘူးအဲ့တော့ကလေးတွေစီကတလိမ့်မထွက်တာဖြစ်တဲ့အတွက်ကြောင့်လူကြီးစီကိုကူးပြီးတော့နည်းနည်းခက်ခဲတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးစကားမျိုးပြောဖြစ်ပါလိမ့်မယ်ဒါပေမဲ့ TB ဖြစ်ပွားစေတဲ့ယောဂပိုးကတော့လူကြီးဖြစ်ဖြစ်ကလေးဖြစ်ဖြစ် Mycobacterium tuberculosis ဆိုတဲ့ဒီပိုးဟောင်းတစ်ကောင်တွေကနေပဲဖြစ်တာဖြစ်ပါတယ် TB ကိုကျမတို့ကငငယ်တွေကနေငွေတွေကနေကာကွယ်ဆေးတွေထိုးကြတယ်ဒါဆိုရင် TB ကာကွယ်ပြီးပြီလား TB ကာကွယ်ဆေးထိုးတာမှန်ပါတယ်ဒါပေမဲ့ TB ကာကွယ်ဆေးကပြင်းထန် TBပေါ့နော်ပြင်းထန်တဲ့ TB ကိုကာကွယ်တာပဲဖြစ်တယ်လို့ဒီ TB ယောဂပိုးကအုံနောက်ကိုလည်းထိခိုက်တယ်။နောက်အယိုးလို့နော်ခန္ဓာကိုယ်တစ်ခုလုံးကိုထိခိုက်နိုင်တယ် TB ယောဂပိုးကအဲ့ဒီခါကျတော့ TB ယောဂပိုးကြောင့်ဖြစ်တဲ့အုံနောက်အမေးအောင်ကာကွယ်ဖို့အတွက်ကျမတို့ကဒီ TB ယောဂကာကွယ်ဆေးတွေကိုထိုးကြရတာဖြစ်ပါတယ်။လေထဲမှာအသက်ရှူရနေကူးနေတဲ့ဒီတလိပ်တရားနဲ့စင်ကူးနေတဲ့ TB ကတော့ကူးစက်ပြန်သွားနိုင်တော့မှဖြစ်ပါတယ်။ဗက်ဆီဘယ်လောက်ထိုးထားပေါ့နော်။ TB ယောဂတွေနဲ့ဒီဝင်ထွက်နေတဲ့နေရာတွေမှာအတူတူနေထိုင်မိတယ်အတူတူအလုပ်တွဲလုပ်မိတယ်เนาะအဲ့လိုအခါမျိုးတွေမှာအတူနေထိုင်တဲ့သူတွေမှာအန္တရာယ်ရှိလားဆိုရင်မေးခွန်းပြောပြပေးချင်ပါတယ် TB ယောဂတွေနဲ့အတူတူတွဲဖက်နေထိုင်တဲ့အခါမှာကူးစက်လွယ်တဲ့ကိုယ်ခံအားနည်းတဲ့သူတွေအတွက်တော့ကူးစက်တတ်ပါတယ်အသက်9နှစ်အောက်ကလေးလေးတွေနဲ့တက်ကြီးရွယ်အိုတွေနောက်ကိုယ်ခံအားနည်းတဲ့စီဂျိုယောဂတွေနဲ့ HIV ယောဂရှိတဲ့သူတွေမှာတော့ TB ယောဂကူးစက်တတ်ပါတယ်ဒါကြောင့်မလို့ TB ယောဂတွေကိုယောဂတိုင်းမှမသိဘဲနဲ့เนาะလေဝင်လေထွက်မကောင်းတဲ့နေရာမှာအတူတူเนาะနေထိုင်မိတယ်အတူတူအလုံးလုံးကိုင်မိတယ်စသည်လိုရှိရင်လည်း TB ယောဂရှိမရှိစစ်ဆေးဖို့လိုပါတယ် TB ယောဂရှိမရှိစစ်ဆေးတဲ့အခါမှာလည်းစစ်ဆေးတဲ့နည်းပညာတွေမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးစစ်ဆေးလိုက်လို့ TB ပိုးကိုတွေ့ရဆိုတာနဲ့ TB ဆေးတောက်ရပြီလားဆိုတော့မတောက်ရသေးပါဘူး TB ပိုးတွေ့ပြီးတော့ TB ယောဂလက္ခဏာတွေမှာတွဲနေမှာ TB ယောဂဖြစ်တယ်လို့ပြောလို့ရတယ် TB ဆေးတွေတောက်ရပါတယ်တကယ်လို့ TB ယောဂပိုးတော့တွေ့တယ်ယောဂလက္ခဏာတွေမရှိဘူးဆိုရင်ဒါပိုးကူးစက်ခံရတဲ့အဆင့်ပဲရှိပါသေးတယ်ယောဂတွေမဖြစ်သေးဘူးပေါ့နော်ယောဂမရသေးဘူးပေါ့အဲ့လိုယောဂမရသေးတဲ့သူတွေအတွက် TB ကာကွယ်ဆေးဆိုတာရှိပါတယ်ရှင် TB ကာကွယ်ဆေးလို့ပြောလိုက်လို့ဒါစိုင်းနေမှာလိုက်ပြီးတော့ TB ကိုကာကွယ်တော့မယ်ဆိုပြီးတော့လိုက်ပြီးတော့ဝယ်တောက်တာမျိုးเนาะအဲ့ဒါမျိုးလုပ်လို့မရပါဘူးဘာလို့လဲဆိုတော့ TB ကာကွယ်ဆေးဆိုတာဟာ TB ယောဂကိုကုသတဲ့ဆေးရဲ့အမယ်တွေကပဲဆေးအမယ်လျှော့ပေးထားတယ်နောက်ပြီးတော့သူပေးရမယ့်ကာလလေးကိုပဲပေးထားတာဖြစ်ပါတယ်အခုလိုပြောလိုက်လို့ TB ယောဂကူးစက်ခံရတဲ့ TB ယောဂတွေပေါ်မှာအပြစ်တင်ကြလည်းမလို့ကိုကူးစက်ခံရလို့ဆိုပြီးတော့လည်းစိတ်ထကြစရာမလိုပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ TB ယောဂဟာကူးစက်တတ်တယ်လို့မျိုး TB ယောဂရှိမရှိကိုစမ်းသပ်ဖို့နည်းလမ်းတွေလည်းရှိတယ်ယောဂဖြစ်သည့်တိုင်အောင်ကုရမယ့်ဆေးတွေရှိပါတယ်ဒါကြောင့်မလို့ခုနကလိုမျိုးတိမ်ထဲမှာပဲအတူတူနေသည်ဖြစ်စေ
TV ယောဂသည်ကိုပြုစုဆောင်ရှောက်ရဖြစ်စေတခါကြအလုပ်တူတွဲလုပ်တာဖြစ်စေပေါ့နော်တချို့ဆိုရှိတယ်ကျမတို့ဒီ under developing နေ developing country မှာဆိုလို့ရှိရင်ဒီလူလက်ပိုင်းညာအလုပ်တွေထွက်လုပ်ကြတယ်တခါမှကိုယ့်ရဲ့မိဘတွေเนาะရောက်ခမတွေเนาะလူကြီးတွေနဲ့သားသမီးတွေနဲ့တွဲပြီးထားတယ်အဲ့လိုတွဲထားတဲ့အခါတွေမှာဒီသူတို့ကိုပြုစုဆောင်ရှောက်ဖို့အတွက်အလုပ်သမားတွေခေါ်တယ်နောက်ပြီးတော့စာသင်ကြားပေးဖို့เนาะ guide တွေဆရာမတွေခေါ်တယ်အဲ့ခါမှာအဲ့ဒီလူတွေကိုယ်တိုင်အဲ့ဒီခါမှာအဲ့လိုမျိုးသင်ကြားရေးသူတွေပဲဖြစ်ဖြစ်ဒီအိမ်မှုကိုဆရာလုပ်ပြရတဲ့သူတွေပဲဖြစ်ဖြစ်သူကပြင်ပန်းတာတွေကိုခံအားနေတာတွေလူအများကြီးနဲ့ထိထိဆက်ဆံရတဲ့အခါတွေမှာသူတို့ကိုယ်တိုင် TV ယောဂရှိနေတဲ့အခါတွေမှာ TV ယောဂရှိတဲ့သူကိုမသိဘဲနဲ့เนาะservice ယူလိုက်မိတယ်ဝန်ဆောင်မှုယူလိုက်မိတယ်အိမ်ကလူတွေကူပြီလားဆိုပြီးအိမ်ရှင်မတွေစိတ်ပူပြီးတော့ဒီ group တွေထဲမှာမေးတာတွေမြင်မှုတဲ့အဲ့ခါကျတော့အကောင်းဆုံးကတော့ TV ယောဂရှိတဲ့သူနဲ့ထိတွေ့မိရင်လူကြီးကလေးတွေရှိတဲ့အိမ်တွေကစစ်ဆေးပေးရပါမယ်စစ်ဆေးပေးပြီးတော့ပိုးတွေ့ရင်ခုနကလိုမျိုးကာကွယ်ဆေးတောက်ထားရမယ်ယောဂလက္ခဏာမှာပြရင်ယောဂနဲ့ပတ်သက်တဲ့ကြောက်ဖို့အတွက်ဆေးတောက်ပေးရပါမယ်အခုလို TV ဆေးအကြောင်းပြောနေတဲ့အခါမှာအခုလို online ပေါ်ကနေအရန်ချောတဲ့ဆရာကြီးဆရာမတွေဆရာလှမ်းပြီးတော့မှာတောက်လိုက်မယ်လို့လုပ်လို့မရပါဘူး TV ဆေးဆိုတာသူ့ရဲ့TV ယောဂနဲ့ပတ်သက်တဲ့เนาะဒီတိုက်ဖြတ်ရေးဌာနတွေဒီကျန်းမာရေးဌာနတွေနောက်ပြီးတော့ဒီဆေးပေးကန်းဆိုလည်း TV ယောဂနဲ့ပတ်သက်တဲ့ဆေးတွေကိုပေးတဲ့เนาะကျန်းမာရေးဆေးကန်းတွေကနေပြီးတော့ TV ဆေးကိုရယူရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ TV ဆေးတွေက side effect များတယ်လို့လူတစ်ယောက်နဲ့တစ်ယောက်တောက်ရတဲ့ dosage တွေလည်းမတူဘူး။ခန္ဓာကိုယ် body weight တွေနဲ့တေချာတွက်ပြီးတောက်ရတယ်။နောက်တစ်ခုကခုနကပြောသလိုပဲ TV ယောဂကိုတွေးသည့်တိုင်လက္ခဏာရှိတယ်ဆိုရင် TV ဆေးတောက်ရတယ်။နောက် TV လက္ခဏာမရှိဘူးဆိုလို့ရှိရင်ပိုးကနေပြီးတော့ယောဂမဖြစ်လာအောင်ကာကွယ်တဲ့ဆေးတောက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ TV ဆေးကိုတောက်တဲ့အခါမှာမှန်ကန်စွာနဲ့ရွေးချယ်ပြီးတော့နောက်ဆိုရင်စိတ်ကင်းစွာနဲ့ကိုကာကွယ်စောင့်ရှောက်နိုင်မယ်လို့ကျွန်မယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုလည်းကျွန်မအဲ့ဒီရည်ရွယ်ချက်နဲ့ share ပေးခြင်းဖြစ်ပါတယ်အခုလိုမျိုးကျမ်းမာရေးအတွက်မျှဝေတဲ့ကျွန်မရဲ့ဗီဒီယိုလေးနဲ့အတူစိတ်ပညာဆိုင်ရာပညာလေးတွေကိုမျှဝေပေးနေတဲ့ဗီဒီယိုလေးတွေကြည့်ချင်တယ်ဆိုရင်တော့ YouTube ကနေပြီးတော့ Dr. April Thiri Caring and Counseling ဆိုတဲ့ page လေးကိုနော်ရှာပြီးတော့ subscribe လေးလုပ်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်အဲ့ဒီ channel လေးထဲမှာဆိုရင်ကျွန်မကျမ်းမာရေးနဲ့ဆိုင်တဲ့ဗီဒီယိုလေးတွေနောက်တစ်ခါကျဒီစိတ်ပညာနဲ့ဆိုင်ရာဗီဒီယိုလေးတွေကိုကျွန်မ share ပေးထားတယ်ပေါ့နော်ကိုယ်ခန္ဓာကိုယ်အကြောင်းလည်းကိုသိရမယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေအကြောင်းလည်းသိရမယ်ပေါ့ဒါမှနေ့စဉ်သူကသွားလာလှုပ်ရှားတဲ့အခါမှာအကုန်လုံးကကျမ်းမာပျော်ရွှင်မှုကောင်းတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်